你也他帮些嘛他，莫言传媒哦，看了比来用的，没打完计划就听他这边。小李，ဒါကမြန်မာပြည်ကွာဟာကောင်မဟုတ်ငါကဒီမှာ business လုပ်ရှေ့ကိုလူလုံးထွက်ပြောက်လို့မရဘူးဒီမှာရှိတဲ့ကျေးသားတွေအကုန်လုံးကလည်းအတွင်းစည်းရောအပြင်စည်းရောဒီကောင်နဲ့အကုန်ပတ်သက်နေတယ်ပတ်စပ်ပြီးတော့တတ်ခိုင်းလို့မရဘူးကွာ 当没哩，这个上嘛当没。你啥话其实还考不用俺打开来了。 ကောင်းပြီလေမင်းလုပ်ကြည့်လိုက် မင်းသားနဲ့မင်းသမီးရေအပြင်သားကိုတကားပြေးတယ်မပြီးနိုင်တော့ဘူးလားမြန်လောက်ပါဟာနောက်ကြောက်ကုန်ကြည့်လိုက်မင်းသားဘာလို့ပတ်တာပူချောင်းရအောင်တဲ့ဒါမင်းမကလေးမွေးကိုပတ်တာလို့လေကွာဘာကြီးကလေးမွေးရပတ်တာတော့ပုံမှာအကုန်မှာပေါ့ကွာမင်းတို့ဘယ်သူကတကားမွေးပြီဘုရားဆရာတော်ပြောတော့ပြည့်လို့မွေးနေရမတူမင်းသားရေအဲ့ဒီကိစ္စပြီးတော့မှသေချာရှင်းပြမယ်ဟုတ်ပြီလားဟာမင်းအောင်မကြမင်းမရဲ့ဘိုက်ကနောက်သလုံးကနေပြီးတော့ဘောလုံးတော့ဖြစ်လာပြီအကုန်ကြီးဝယ်ဝယ်ပြပါအောင်ရမှာ ဘာပဲကဲသွားကြမယ်လား ကိုခဲကြည့်သူကခင်ဗျားကိုခေါ်လာလေငါတော့ပဲလက်ရမဘူးလေငှက်ကြီးလေဘာလို့ရှောက်ပေါ်နေရလဲဟာစိတ်ဆိုင်စားကောင်းတယ်ရှင်လေးနည်းမစမခံရတာဇာပိတ်ထားတာဘယ်လောက်လို့လဲ သမီးတို့လေး shopping သွားမလို့ဒီကလေတိုက်ဖို့အင်းပဲနဲ့တဲ့ ငါတော့ကောသာပြီဟာသာပြီလေထုံနော်ဒီလိုငါတို့နှစ်ခုပဲလေငါတော့ငါတို့ ဘာဘယ်ဘုန်းကြီးပဲခဲ့မယ်လေ အဲ့ဒါဆိုလဲစိုက်ကြီးနော်ဟာဘာလို့ရှောက်ပြောနေတာလို့ငားခင်လေငားခင်ကြိုက်တယ်လေခုကကြီးอ่ะ ငါကတော့မစားပါနဲ့စားမယ်ဆိုရင်ဖားကြီးစားဖားကြီး ကဲကုန်ခဲဘာပြောနေရလဲနော်အိမ်ကိုကြည့်ထားလိုက်ကျွန်တော်အပြေသွားလိုက်အောင်ဟုတ်ဒီမြန်နဲ့ဝူးရှူကဖြစ်မနေနဲ့ဟုတ် ဟေးကဲလား ကိုသူကဖြစ်နေတာတာရှင်မရှိလို့ဖြစ်နေပြောတာလေရှင်က